Hello အားလုံးပဲမင်္ဂလာပါကျွန်မဒီဗီဒီယိုလေးမှာမျှဝေပေးချင်တာကတော့ introvert နဲ့ extrovert ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။ကဲ introvert ဆိုတာဘယ်လိုမျိုးစရိုက်လက္ခဏာရှိလဲ extrovert ဆိုတာဘယ်လိုမျိုးစရိုက်လက္ခဏာရှိလဲဆိုတာကိုကျွန်မဒီဗီဒီယိုလေးမှာမျှဝေပေးချင်ပါတယ်။ဒီဗီဒီယိုလေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့လည်းကိုက introvert လား extrovert လားဆိုတာကိုကောင်းကောင်းနားလေသဘောပေါက်သွားမယ်လို့ကျွန်မယုံကြည်ပါတယ်ကျွန်မကိုယ်တိုင်ကလေအခုလိုအကြောင်းအရာတွေကိုကျွန်မလေ့လာပြီးတော့နားထောင်လိုက်တဲ့အချိန်မှာကျွန်မဘလို့မျိုးလဲ introvert ဆိုတဲ့လက္ခဏာရှိတာလား extrovert ဆိုတဲ့လက္ခဏာရှိတာလားဆိုတာကိုကျွန်မကိုယ်တိုင်လေကွဲပြားနားလေခဲ့ရပါတယ်ကဲမိတ်ဆွေတို့အတွက်လည်းအကျိုးရှိမယ်လို့ညွှန်လင်းတဲ့အတွက်ကျွန်မဒီဗီဒီယိုလေးကိုမျှဝေပေးချင်ပါတယ်နံပါတ်1 introvert ပေါ့နော် introvert တွေရဲ့ဇယိုက်လက္ခဏာတွေကကြလို့ရှိရင်သူတို့ကတယောက်တည်းနေရတာကိုကြိုက်တယ်ပြီးကြတော့လူစုလူဝေးတွေနဲ့အဲ့လိုမျိုးအောက်သုံးရနေရတာကိုမကြိုက်ဘူးသူတို့ကအတွေးသမားတွေပေါ့နော်အမြဲတမ်းကိုစဉ်းစားတယ်စကားမပြောခင်လေးသူတို့ကစဉ်းစားတယ်လောက်မလောက်ခင်လေးသူတို့ကစဉ်းစားတယ်စဉ်းစားပြီးမှလောက်တယ်ပေါ့နော်ပြီးကြတော့သူတို့ကဘာလို့လဲဆိုလို့ရှိရင်တယောက်တည်းနေရတာကိုကြိုက်တယ်စာဖတ်ရတာကိုကြိုက်တယ်ပြီးကြတော့တရှင်နားထောင်ရတာကိုကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးတယောက်တည်းနေပြီးတော့မှအလုပ်ကိုအေးစစ်စစ်လုပ်ချင်တယ်ပေါ့နော်လူစုလူဝေးနဲ့တိုက်ပြီးတော့မနေချင်ဘူးအဲ့လိုတယောက်တည်းနေတဲ့အတွက်ကြောင့်လေသူတို့ရဲ့ energy တွေကသူတို့ကတယောက်တည်းနေမှတာ energy တွေကိုလက်ခံရရှိတယ်ဆိုပြီးတော့သူတို့ကိုယုံကြည်ထားတယ်အားကြောင့်သူတို့ကအများသောအားဖြင့်တယောက်တည်းနေလေးရှိတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့အနေအေးတာပေါ့ပတ်ဝန်းကျင်မှာလည်းအဲ့လိုလူတွေရှိပါတယ်သူတို့ကမာနကြီးလို့တော့မဟုတ်ဘူးသူတို့တယောက်တည်းနေတတ်တယ်လူတွေနဲ့ဒါကြီးအောက်ဆုလိုက်ဖွေးပြီးတော့မနေတတ်ဘူးအဲ့လိုဆိုလို့ရှိရင်သူတို့ကစိတ်ရှုပ်လာတယ်ပေါ့နော်လူစုလူဝေးကိုများသောအားဖြင့်ရှောင်ပါတယ်ပေါ့နော်ကဲဒီဗီဒီယိုလေးမှာကျွန်မ introvert တွေမှာပေါ့နော်ကဘာကြိုတဲ့ပုံကိုယ်တွေရဲ့အကြောင်းကိုမျှဝေပေးချင်ပါတယ်နံပါတ်1ကကြလို့ရှိရင်ကျမတို့ရဲ့အမေရိကန်သမ္မတဟောင်းဘာရက်အိုဘားမားပေါ့နော်သူကကြလို့ရှိရင်လေအများရှိမှတာစကားတွေပြောနေတာသူကကြလို့ရှိရင်လေတကယ်တမ်း introvert ပါပဲရှင် introvert ဇယိုက်လက္ခဏာရှိတဲ့သူပါနံပါတ်2ကကြလို့ရှိရင်ဘေးကိတ်ပေါ့နော်ဘေးကိတ်ပေါ့နော်ဘာလဲဆိုလို့ရှိရင်ဘေးကိတ်အားလေတော့ Microsoft ကိုတည်ထောင်တဲ့လူသူကစာဖတ်ရတာနဲ့သူတည်တနာလောက်ရတာအဲ့လိုမျိုးတယောက်တည်းနေရတာကိုပို့ပြီးတော့နှိပ်တဲ့ချိန်မှာပါပါတယ်အဲ့ဒါကြောင့်ဘေးကိတ်အားလေးပဲ introvert ပဲဖြစ်ပါတယ်နံပါတ်3ကကြလို့ရှိရင် Einstein ပေါ့နော်အများသိကြတဲ့ Einstein ရူပဗေဒဖခင်ကြီး Einstein ဟာလေးပဲသူက introvert ဇယိုက်လက္ခဏာရှိတဲ့သူပါတယ်ရှင်နံပါတ်4အခု Facebook ကိုတည်ထောင်တဲ့ Mark Zuckerberg ပေါ့နော်သူကလေ introvert တူပါပဲရှင်သူက social media ကိုတည်ထောင်တာတကယ်တမ်းကျတော့သူကရှက်တတ်ပါတယ်နဲ့ရှင်ကဲ introvert တွေကကြလို့ရှိရင်သူတို့ရဲ့အားသာချက်တွေကသူတို့ကအလုပ်တစ်ခုကိုစဉ်းစားတယ်စဉ်းစားပြီးမှလုပ်တယ်စကားတစ်ခုပြောမယ်ဆိုရင်လေစဉ်းစားတယ်စဉ်းစားပြီးမှပြောတယ်ပြီးလို့ရှိရင်နံပါတ်2အားသာချက်ကသူတို့ကကြလို့ရှိရင်အလုပ်တစ်ခုကိုဇောက်ချပြီးတော့လောက်ကင်နိုင်တယ်ဟိုဟာလောက်လိုက်ဒီဟာလောက်လိုက်ဟိုဆက်ဆန်ဒီဆက်ဆက်သူတို့ကမလောက်တတ်ဘူးတစ်ခုဆိုတစ်ခုလောက်တတ်တယ်အဲ့ဒါစိတ်ရှည်တယ်ပြီးကြတော့သူတို့ကနားထောင်ပေးတတ်တယ်ပေါ့နော်တစ်ဖက်လူပြောလာတဲ့ဟာကိုတေချာချာနားထောင်ပြီးတော့ပြောတတ်တယ်သူတို့ကပြောဖို့ထက်သူများပြောတာကိုနားထောင်ပြီးတော့မှသူတို့ကလောက်တတ်တဲ့လူမျိုးဖြစ်ပါတယ်အဲ့ဒါတွေကတော့ introvert တွေရဲ့ဇယိုက်လက္ခဏာရှိတဲ့လူတွေပဲဖြစ်ပါတယ်နံပါတ်2က extrovert တွေကကြလို့ရှိရင်သူတို့ရဲ့ဇယိုက်လက္ခဏာတွေကကြလို့ရှိရင်သူတို့ကလူအများနဲ့အဲ့လိုမျိုးနေရတာကိုကြိုက်တယ်တယောက်တည်းမနေဘူးတယောက်တည်းနေရလို့ရှိရင်ညင်းမွေးတယ်အဲ့လိုမျိုးစကားတွေရမ်းပြောတယ် network ပေါ့နော် social ကြတယ်ပေါ့နော်အဲ့လိုမျိုးဆက်ဆံမှုလူမှုဆက်ဆံရေးကောင်းတယ်ပေါ့သူတို့ရဲ့အားသာချက်ကကြလို့ရှိရင်သူတို့သိသည်ဖြစ်တယ်မသိသည်ဖြစ်စေဘသူနဲ့ပဲဖြစ်ဖြစ်ဒီဇိုင်းပဲဖြစ်ဖြစ်သူတို့ကမြန်မြန်ဆန်ဆန်မိတ်ဆွေဖွင့်နိုင်တယ်ပေါ့နော်သူတို့ရဲ့အားနည်းချက်ကကြလို့ရှိရင်သူတို့ကစဉ်းစားပြီးမှမပြောဘူးစကားကိုပြောလိုက်တယ်ပြောရင်းနဲ့မှသူတို့ကအမားတွေကိုပြင်ဆင်နေပေါ့နော်
နဲ့သူတို့ကပြိုးလိုက်ရမှာသူတို့ရဲ့ energy တွေရတယ်လို့သူတို့ကခံစားရတယ်အိမ်မှာဆိုလေသူတို့ကတယောက်တည်းမနေဘူးအပြင်ကိုသွားပြီးတော့အဲ့လိုမျိုးလူစုလူဝေးနဲ့နေရတာကိုကြိုက်တယ်ပေါ့နော်ဟိုရေစရာပြောရမယ်ဆိုလို့ရှိရင်အိမ်ဆောင်းနှံ့နဲ့ရန်ဖြစ်ထားတဲ့သဘောextrovert တွေကကြလို့ရှိရင်သူတို့ကအလုပ်ကို3-4ခုတပြိုင်တည်းလုပ်နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်သူတို့ကလှုပ်လှုပ်ရှားရှားနေရတာကိုကြိုက်တယ်အမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရန့်ကလည်းအဲ့လိုမျိုး extrovert ဖြစ်ပါတယ်ရှင်နံပါတ်2ကကြလို့ရှိရင် Beyonce ပေါ့နော်ကဘာကျော်ဟိုအဆိုလို Beyonce ကလည်းသူကလေးပဲ extrovert တူပဲဖြစ်ပါတယ်ရှင်နံပါတ်3ကကြလို့ရှိရင်အခု Apple ရဲ့ CEO သူကလေးပဲ extrovert ဖြစ်ပါတယ်ရှင်သူတို့ရဲ့ extrovert တွေရဲ့အားသာချက်ကကြလို့ရှိရင်သူတို့ကလူမှုပေါင်းသက်ဆက်ဆံရေးကောင်းတယ်network တိဆောက်တဲ့နေရာမှာအရင်ကိုထူးချံပြောင်မြောက်တယ်ဒီကြတော့သူတို့ကပြောဆိုဟိုးပြောပြီးတော့အဲ့လိုမျိုးနောက်လိုက်တွေကိုဆွေးဆောင်နိုင်တဲ့သဘောတဘာဝတွေရှိပါတယ်တယောက်တည်းနေရတာကိုတော့လုံးဝမကြိုက်ပါဘူးသူတို့ကတယောက်တည်းနေရလို့ရှိရင်ညီးမွေးတတ်ပါတယ်ဒီလက္ခဏာတွေရှိတဲ့လူတွေက extrovert တွေပဲဖြစ်ပါတယ်ရှင်ကဲဒီဗီဒီယိုလေးကိုနားထောင်ပြီးတော့extrovert လားဆိုတာကိုကိုခွေးချနိုင်ကြပါစေကျမကိုယ်တိုင်ကကြားလို့ရှိရင် introvert ပါပဲရှင်ကဲမိတ်ဆွေတို့ကတော့ introvert လား extrovert လားဆိုတာကိုဗီဒီယိုလေးရဲ့commentအောက်မှာမျှဝေပေးခဲ့ကြပါဦးအားလုံးပဲကျမ်းမာချမ်းသာကြပါ